ဘယ်လိုပြောရမှမသိတော့ဘူးဆရာဒီလိုပဲလင်မယားနဲ့စရင်နောက်ရင်လည်းပဲဖြစ်သွားတာဆရာပွားစီနဲ့ဆရာရဲ့ကျွန်တော်လည်းအမှသူ့ကိုစိတ်ကုန်ပြီလို့ပြောလိုက်မိတယ်အမှသူကနေပြီးတော့ကျွန်တော်ကိုနေငါ့ကိုတကယ်စိတ်ကုန်နေပြီလားလို့မေးတယ်ကျွန်တော်လည်းအဲ့ချိန်မှာအရန်ကစိတ်ကညစ်နေပြီဆရာအဲ့တော့ तू ကလည်းနေငါ့ကိုတကယ်စိတ်ကုန်ပြီလားပြောကျွန်တော်လည်းစိတ်ကုန်တယ်လို့ကျွန်တော်ပြောလိုက်မိတယ်ဆရာအဲ့ဒါနဲ့စတော့တာပဲကျွန်တော်တို့ကကျွန်တော်သိတယ်သူကျွန်တော်စိတ်နာသွားပြီဒီလိုကကိုဆိုရင်တချို့ကလည်းအဆင်မပြေလို့တချို့ကြတော့လည်းပဲမိမိအနာဂတ်အတွက်ဆိုပြီးတော့မှတခြားမျိုးကိုပြောင်းသွားကြတယ်ဆရာနားလဲတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဘယ်နေရာပဲသွားဘယ်နေရာပဲနေအလိုတော့ဟုတ်မဟုတ်သိဖို့တော့လိုတယ်အလိုတော့ဟုတ်မဟုတ်ဘယ်လိုသိနိုင်မှာလဲဆရာတိတ်ကောင်းလိုက်တဲ့မျိုးပုံပဲမင်းမင်းစိတ်ကောင်းတာမင်းဘယ်လိုသိလဲဆရာပဲသိပါမလဲဆရာကျွန်တော်နှစ်နဲ့ချီပြီးအနိကတ်နေခဲ့တော့သူဘာကြိုက်တယ်ဘာမကြိုက်ဘူးလဲဆိုတာကျွန်တော်သိတယ်ဆရာသူဘာဖြစ်နေလဲဆိုတာသူမပြောလဲကျွန်တော်သိနေပြီဆရာအေးခရစ်တော်ကိုလည်းအဲ့ဒါလိုအနိကပေါင်းချစ်ပါသူဘာကြိုက်လဲဘာမကြိုက်ဘူးလဲဖျားသခင်အလိုတော်ဟာဘာလဲဆိုတာကိုမင်းအလိုလိုသိလာလိမ့်မယ်အခုမင်းပြောင်းမဲ့မြို့မှာအသင်းတော်ရှိလားအဲ့တော့မသိဘူးဆရာဒါမဲ့မရှိဘူးလို့တော့ပြောတာပဲဆရာဒါမဲ့ရပါတယ်ဆရာအခုခေတ်ကြီးမှာအင်တာနက်မှာလည်းနှုတ်ပတ်တော်တွေရှိနေတာပဲအင်တာနက်ကနေနားထောင်မှာပေါ့ online ဆိုတာကမှန်တာကောမှားတာရောနေတယ်သို့ဆိုတာကအကုန်လျှောက်စားလို့မရဘူးတိုးရင်းရှိရတယ်သို့ဆိုတာကသခင်မရှိဘဲနဲ့အသက်ရှင်လို့ရတဲ့တရားဝါမဟုတ်ဘူး online ဆိုတာကသို့ချံရဲ့အပြင်ကိုရောက်သွားတယ်လို့ပဲပိုတော့မှသတိထားရတယ်စကားလေးတခွန်းတော့အခုလိုဝမ်းနည်းစရာလေးကြုံခဲ့ရတယ်လို့တချို့ဆိုစကားတခွန်းကြောင့်အသက်ဆုံးရှုံးတဲ့အထိကြုံမှုတယ်အဲ့ဒါဒီဘဝအတွက်ပဲဆုံးရှုံးမှာနှုတ်ကပတ်တော်မှာကိုယ်ွယ်မှုမှာပဲအေးကိုယ်ွယ်မှုမှာရင်တော့ဒီဘဝတွေမကဘူးနောင်တမလွန်အတွက်ပါဆုံးရှုံးမှာနှုတ်ကပတ်တော်မှာဘလောက်ကြောက်စရာကောင်းလဲဆိုမပြောနဲ့စကားလေးတခွန်းလေးပြောမှားတာနဲ့ဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုဆရာပြောပြ飘的苦都渺小，古典下老开皮嘛，路飘不来，特别飘人不是干，喉咙啊飘的话，喉咙飘。ချိန်တန်နေပြီ